မြန်မာနိုင်ငံအင်ချန်မြေဝန်ဆောင်မှုအသင်းဗဟိုရဲ့2024ခုနှစ် APN နှစ်ပတ်လည်အခမ်းအနားနဲ့အသင်းသားဆောင်ကြီးတွေ့ဆုံပွဲအခမ်းအနားကိုစက်တင်ဘာလ28ရက်နေ့မနက်ပိုင်းကရန်ကုန်မြို့ရှိစီရိုနာဟိုတယ်မှာကျင်းပခဲ့ပါတယ်။သတင်းပြည်စုံကိုဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။မြန်မာနိုင်ငံအင်ချန်မြေဝန်ဆောင်မှုအသင်းများကိုမြန်မာနိုင်ငံအင်ချန်မြေဝန်ဆောင်မှုအသင်းဗဟိုရဲ့ဦးဆောင်မှုဖြင့်ကျင့်ဝတ်သိက္ခာရှိခြင်းတိုးတက်အောင်မြင်တဲ့အာဆီယံနဲ့နိုင်ငံတကာအဆင့်မြင့်ကျွမ်းကျင်တဲ့အင်ချန်မြေဝန်ဆောင်မှုပေးသူများပေါ်ထွန်းလာစေဖို့အတွက်ရည်ရွယ်ပြီးတိုင်းဒေသကြီးနဲ့ပြည်내ခရိုင်မြို့နယ်အသီးသီးမှာအသင်းများနဲ့အသင်းသားများကိုတိုးချဲ့ဖွဲ့စည်းထားတာဖြစ်တယ်လို့သိရပါတယ်တနိုင်ငံလုံးအတွက်ကိုအသင်းသူအသင်းသားတွေအားလုံးပေါ့နော်တိုင်းနဲ့ပြည်နယ်14ခုဟလာခရိုင်10ခုနောက်ပြီးတော့မှမြို့နယ်ရန်ကုန်တိုင်းမြို့နယ်39မြို့နယ်အလူတွေအကုန်လုံးတက်ရောက်လာတာဖြစ်တယ်အဲ့တော့ဒီမှာတစ်နှစ်မှာတစ်ချိန်သာစုံတဲ့အစည်းအဝေးကြီးလည်းဖြစ်တယ်လို့တယောက်နဲ့တယောက်အင်ချန်မြေနဲ့ပတ်သက်တဲ့ဟာတွေနီးနောဖလှယ်ကြမှာတွေဟလာနောက်အင်ချန်မြေနဲ့လောက်ရမယ့်အသစ်ပိုင်းတွေနောက်အင်ချန်မြေလောက်ပြီဆိုလို့ရှိရင်ငွေကြေးခဝါချနဲ့တိုက်ဖြတ်ရေးကိုလည်းတင်နန်းအောင်လည်းတက်ရမှာပေါ့နော်အဲ့ဒါတက်ပြီးတော့မှ license တွေရယူပြီးတော့မှအကျိုးဆောင်တွေစနစ်တကျလုပ်သွားဖို့တွေရောပေါ့နောက် fees ကကမ္ဘာအင်ချန်မြေဖွဲ့ကြီးရလည်းဒီမှာမြန်မာပြည်မှာဘယ်လိုတွေလောက်ရမယ်ဆိုတဲ့ဟာကိုလည်းသူတို့တွေကနေပြီးတော့မှဒီမှာအကြံဉာဏ်တွေပေးသွားမှာဖြစ်ပါတယ်အသင်းကြီးအနေဖြင့်အသင်းသားအချင်းချင်းအကျိုးစီးပွားဖြစ်ထွန်းစေမယ်အကျိုးတွေပူးပေါင်းဆောင်ရွက်မှုများအပြန်အလှန်ကူညီပံ့ပိုးမှုများဖြစ်ပေါ်တိုးတက်စေရေးအတွက်ကိုလည်းအသင်းအနေဖြင့်ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပြီးမြန်မာနိုင်ငံအင်ချန်မြေဝန်ဆောင်မှုအသင်းအားနိုင်ငံတကာအဆင့်ရှိအသင်းသတင်းဖြစ်လာစေဖို့အတွက်ကြိုးပမ်းဆောင်ရွက်နေတယ်လို့သိရပါတယ်ဒီအင်ချန်မြေအသင်းလောက်တာဟာအင်ချန်မြေလောက်တဲ့လူတွေအတွက်ဖြစ်တယ်လို့ပြည်သူလူထုအတွက်လည်းဖြစ်ပါတယ်ပြည်သူလူထုတွေကတချို့ရောင်းဝယ်တွေလှုပ်လိုက်တယ်ဘယ်သူမှမသိလှုပ်လိုက်တယ်အကျိုးဆောင်ကထုတ်သွားတယ်ပြီးဆုံးတဲ့ဒီမလှုပ်ဘူးဆိုတာမျိုးတွေရှိတယ်ပေါ့နော်အခုဆိုရင်ကျမတို့အသင်းကြီးက MIS ရဲ့အသင်းဝင်နံပါတ်ဘလောက်ကလှုပ်ပါတယ်လို့ပြောလိုက်တာနဲ့ခေါ်ပြီးတော့ပြီးဆုံးတဲ့ဒီလှုပ်ခိုင်းမယ်အမှားယွင်းနေနေတဲ့နိုင်သမျှနဲအောင်လို့လှုပ်ခိုင်းမယ်ပေါ့နော်အဲ့တော့ကျမတို့ကဘာအတွက်လဲရလဲဆိုတော့နိုင်ငံတော်အတွက်လည်းခွန်နေရရှိတာဖြစ်ပါတယ်ဒီအသင်းကြီးကနေပြီးတော့အင်ချန်မြေတွေလှုပ်တဲ့နာမည်ပြောင်းနေဆိုတဲ့အခါကျတော့လေနိုင်ငံတော်အတွက်ခွန်နေရရှိနောက်အသင်းသားတွေလည်းစနစ်တကျဖြစ်တယ်နောက်ပြီးတော့မှဒီပြည်သူလူထုအတွက်လည်းစိတ်ချမ်းသာသာနဲ့လုပ်ရတယ်ပေါ့နော်အဲ့တော့ဒီအသင်းကြီးကိုတည်ထောင်တာကျမတို့ကအသင်းသားတစ်ခုတည်းတင်မဟုတ်ပါဘူးအားလုံးအတွက်အဖက်ဖက်ကပြည့်စုံအောင်လို့ကျမတို့တည်ထောင်ထားတာဖြစ်ပါတယ်ဒီပွဲကြီးပြီးသွားတာနဲ့ကျမတို့ကလည်းပြည်သူလူထုအတွက်ပေါ့နော်ပူးပေါင်းပါဝင်ပြီးတော့ရေဘေးရဲ့ပြန်လည်ထူထောင်ရေးမှာလည်းကျမတို့အသင်းကြီးကပူးပေါင်းပြီးတော့ဆောင်ရွက်သွားမှာဖြစ်တယ်ဟာလာကျမတို့အာဆီယံအသင်းကလည်းဝင်ထားပြီးသားဖြစ်တယ်အာဆီယံ8နိုင်ငံမှာကျမတို့ဝင်ထားပြီးသားဖြစ်တယ်အဲ့တော့အခုမှ fees မှာလည်းကျမတို့ fees မြန်မာဖြစ်ဖို့အတွက်ကျမတို့စ조사နေတယ်စ조사ပြီးတော့ကျမတို့အသင်းသူအသင်းသားတွေအားလုံးမြန်မာပြည်တွေမဟုတ်ဘဲနဲ့ကမ္ဘာမှာပါတန်းဝင်ပြီးတော့အလုံးလုံးနိုင်အောင်လို့ကျမတို့ခေါ်ဆောင်သွားမှာဖြစ်ပါတယ်မြန်မာတိုင်းနိုင်ငံလုံးမှာရှိတဲ့အင်ချန်မြေအကျိုးဆောင်ဝန်ဆောင်မှုလုပ်နေသူများအားစီလုံးညီညွတ်စွာဖြင့်တနေရာထဲမှာတစုတစည်းတည်းဖြစ်ဖို့နဲ့အကျိုးဆောင်ဖွဲ့စည်းများနဲ့အကျိုးဆောင်ပုဂ္ဂိုလ်များအားမြန်မာနိုင်ငံရဲ့တခုတည်းသောနိုင်ငံတကာအဆင့်ရှိမြန်မာနိုင်ငံအင်ချန်မြေဝန်ဆောင်မှုအသင်းအဖြစ်စုစည်းဖွဲ့စည်းထားရှိဖို့အတွက်အခုလိုမျိုးမြန်မာနိုင်ငံအင်ချန်မြေဝန်ဆောင်မှုအသင်းကြီးကိုဖွဲ့စည်းထားရှိတာဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာ